Flooded တဲ့ရာသီကွင်း6ခုထဲမှာပထမနံပါတ်1နေရာမှာရှိနေတဲ့ရာသီကွင်းကတော့ Leo တိမ်ရာသီဘွားတွေပဲဖြစ်ပါတယ်။ဇူလိုင်လ23ရက်နေ့ကနေပြီးဩဂတ်လ22ရက်နေ့အတွင်းမွေးဖွားတဲ့သူတွေကို Leo တိမ်ရာသီဘွားရဲ့လို့သတ်မှတ်ကြပါတယ်။ Leo တွေက Flooded နေရာမှာဆရာကြီးတွေဖြစ်ပါတယ်။သူတို့ကပရိယေတွေမလိုဘဲနဲ့ကိုသူတို့ပင်ကိုယ်တဘာဝကိုက Flooded ကြတာဖြစ်ပါတယ်။ လီယိုတွေကလူတိုင်းအပေါ်မှာဖော်ရွေပြီးတော့ချစ်စရာကောင်းကြပါတယ်။ပြီးတော့သူတို့ကယုံကြည်မှုရှိပြီးဆွဲဆောင်မှုရှိကြသူတွေဖြစ်ပါတယ်။ဒုတိယနံပါတ်2နေရာမှာရှိနေတဲ့ရာသီကွင်းကတော့ Scorpio ပြိဿာရာသီဘွားတွေပဲဖြစ်ပါတယ်။အောက်တိုဘာလ23ရက်နေ့ကနေပြီးနိုဝင်ဘာလ21ရက်နေ့အတွင်းမွေးဖွားတဲ့သူတွေကို Scorpio ပြိဿာရာသီဘွားရဲ့လို့သတ်မှတ်ကြပါတယ်။ဒီရာသီဘွားတွေကလည်းသူတို့အတွက် flood force ဆိုတာတိတ်ပြီးတော့မခက်ခဲကြပါဘူး။သူတို့တွေကစမ်းကြယ်ပြီးလူတွေအပေါ်မှာဆွဲဆောင်မှုရှိကြပါတယ်။သူတို့တွေကဩဇာအာဏာရှိကြပြီး flooded နီလန်းတွေကိုလည်းကျွမ်းကျင်ကြတဲ့ဆရာကြီးတွေဖြစ်ပါတယ်။နံပါတ်3နေရာမှာရှိနေတဲ့ရာသီကွင်းကတော့ Gemini မေထုံရာသီဘွားတွေပဲဖြစ်ပါတယ်။မေလ21ရက်နေ့ကနေပြီးဇွန်လ20ရက်နေ့အတွင်းမွေးဖွားတဲ့သူတွေကို Gemini မေထုံရာသီဘွားရဲ့လို့သတ်မှတ်ကြပါတယ်။ဒီရာသီဘွားတွေကလူမှုဆက်ဆံရေးကောင်းမွန်ကြပြီးပျော်ရွှင်တတ်ကြပါတယ်။သူတို့က flood တက်ကြပြီးလူတွေကိုအကဲခတ်တာတော်ကြပါတယ်။သူတို့တွေကလူတိုင်းကိုကောင်းမွန်တဲ့အမြင်နဲ့ပြောတတ်ကြပြီးသူတို့နဲ့စကားပြောတဲ့အခါမှာကိုကျဉ်တဲ့ feeling ကိုရစေပါတယ်။နံပါတ်4နေရာမှာရှိနေတဲ့ရာသီကွင်းကတော့ Aries မိတ္တရာသီဘွားတွေပဲဖြစ်ပါတယ်။မတ်လ21ရက်နေ့ကနေပြီးဧပြီလ19ရက်နေ့အတွင်းမွေးဖွားတဲ့သူတွေကို Aries မိတ္တရာသီဘွားရဲ့လို့သတ်မှတ်ကြပါတယ်။ဒီရာသီဘွားတွေကတော့ flooded နေရာမှာတကယ်တော်တဲ့သူတွေပါ။သူတို့ကစွန့်စားဖွယ်ရာတွေကိုပျော်ရွှင်တတ်ကြပြီးသူတို့နဲ့အတူလူတိုင်းကအတူတွဲပြီးသွာလာလိုကြပါတယ်။သူတို့တွေကလူကြားထဲမှာထင်ပေါ်ကြသူတွေဖြစ်ပြီးလိမ်မှုကိစ္စနဲ့တစုံတစ်ယောက်ကိုမျက်စိကျတဲ့အခါမှာ flood တက်ကြပါတယ်။သူတို့ကယုံကြည်မှုရှိပြီးရဲရင်ကြပါတယ်။ Aries တွေကသူတို့လိုချင်တဲ့အရာတွေအတွက်အမြဲတမ်းစူးစမ်းနေတဲ့သူတွေဖြစ်ပါတယ်။နံပါတ်5နေရာမှာရှိနေတဲ့ရာသီကွင်းကတော့ Sagittarius ဓနုရာသီဘွားတွေပဲဖြစ်ပါတယ်။နိုဝင်ဘာလ22ရက်နေ့ကနေပြီးဒီဇင်ဘာလ21ရက်နေ့အတွင်းမွေးဖွားတဲ့သူတွေကို Sagittarius ဓနုရာသီဘွားရဲ့လို့သတ်မှတ်ကြပါတယ်။ဒီရာသီဘွားတွေကလူသစ်တွေနဲ့တွေ့ဆုံဖို့နေရာသစ်တွေကိုသွားတာနှစ်သက်ကြသူတွေပါ။သူတို့က flood တက်ကြသူတွေဖြစ်ပြီးဒီလိုလုပ်တာကသူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နံပါတ်6နေရာမှာရှိနေတဲ့ရာသီကွင်းကတော့ Libra တူရာသီဘွားတွေပဲဖြစ်ပါတယ်။စက်တင်ဘာလ23ရက်နေ့ကနေပြီးအောက်တိုဘာလ22ရက်နေ့အတွင်းမွေးဖွားတဲ့သူတွေကို Libra တူရာသီဘွားရဲ့လို့သတ်မှတ်ကြပါတယ်။ဒီရာသီဘွားတွေကဖော်ရည်ပြီးတော့ချစ်စရာကောင်းတတ်ကြပါတယ်။ flood တက်ကြသူတွေလည်းဖြစ်ပါတယ်။သူတို့ကမြှောက်ပင့်ခြင်းအမှုပညာကိုတက်မြောက်ကြသူတွေဖြစ်ပြီးသူတို့ကိုသဘောကျစေဖို့ဘာပြောရမလဲဆိုတာအတိအကျသိသူတွေဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရေအခုပြပြပေးသွားတဲ့အကြောင်းအရာလေးကတော့ flooded တဲ့ရာသီကွင်း6ခုအကြောင်းကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်အားပေးနေကြတဲ့ပရိသတ်ကြီးတို့ထဲမှာရောအခုပြပြပေးသွားတဲ့ရာသီကွင်း6ခုထဲမှာကိုယ့်ရဲ့ရာသီကွင်းလေးတွေပါနေရဲ့လားဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးမှန်ခဲ့ကြပါဦးနော်။ကြည့်ရှုနားဆင်အားပေးနေကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။